နေနဲ့လားနဲ့နှစ်ပါးဆိုင်ကြားကိုယ်တိုင်မားတဲ့ယောက်ျားတဲ့အဲ့ဒီစကားလုံးလေးတိုင်းပဲပေါ့နော်အဲ့နေနဲ့လားနဲ့နေတတ်လက်တတ်မိအောင်ကျင့်ရတဲ့ကျင့်စဉ်လေးတစ်ခုပါပဲမင်္ဂလာပါရန်ဒေးကြီးကျမ်းမာချမ်းသာပါကျွန်တော်ကတော့ဒီလားဆရာမင်းဒီလားဖြစ်ပါတယ်အဘိဓိစိန်ရွှေတော်နဲ့သားသမီးတယောက်လည်းဖြစ်ပါတယ်ခုနှစ်သားသမီးတွေကိုဝိဇ္ဇာတရားနည်းပညာနဲ့ကံကြမ္မာတွေကိုဟောကြားပေးနေခြင်းဖြစ်ပါတယ်ဒီကံမှာတော့လူလူကြကြလေးအစီရင်လေးတစ်ခုကိုပြောပြပေးခြင်းပါတယ်ဒါကတော့တချို့တွေကကြတော့လာပြောကြပါဆရာရဲ့ပတိတွေထိုင်စိတ်နေရတာပေါ့နော်ပတိတွေထိုင်စိတ်နေရတာအချိန်မရတာတွေလည်းရှိတယ်လောလောပြောရရင်တော့ဈေးစစ်ကြတာဈေးစစ်တဲ့ခါကျတော့ဒီထက်ထိရောက်ပြီးတော့ဝယ်ကူတယ်ရှင်းလင်းတဲ့အစီရင်လေးတွေရှိရင်လည်းပြေးပါဦးဆိုပြီးတော့လာပြီးမေးကြတာပေါ့နော်အဲ့ဒါနဲ့စဉ်းစားမိလိုက်တဲ့အခါကျတော့ဟိုးရှိခိကဆရာကြီးတွေဆရာတော်ကြီးတွေပုဂ္ဂိုလ်ကြီးတွေပြောနေကြစကားလေးတစ်ခုရှိတယ်အဲ့ဒါကတော့နေနဲ့လားနဲ့နှစ်ပါးဆိုင်ကြားကိုယ်တိုင်မားတဲ့ယောက်ျားတဲ့အဲ့ဒီစကားလုံးလေးတိုင်းပဲပေါ့နော်အဲ့နေနဲ့လားနဲ့နေတတ်လက်တတ်မိအောင်ကျင့်ရတဲ့ကျင့်စဉ်လေးတစ်ခုပါပဲအဲ့ဒီမှာရွတ်ရတဲ့ဂါထာအရင်ဗီဒီယိုတွေမှာလည်းပြောဥပါတယ်ဝါစကြာဂါထာပါဒါပေမဲ့ကျင့်ပုံကျင့်နည်းလုပ်ပုံလုပ်နည်းလေးကတော့တစ်မျိုးလေးပေါ့နော်အဲ့ဒါနောက်တစ်မျိုးလေးကိုပြောပြပေးခြင်းပါတယ်ဘယ်လိုလုပ်ရမှာလဲဆိုတော့မိမိရဲ့မွေးနေ့ကနေစပြီးတော့ပထမနေထွက်တဲ့အချိန်မှာဝါစကြာဂါထာကို49កောက်ရွတ်ရပါမယ်ညနေလာထွက်တဲ့အချိန်မှာညဘက်လာထွက်တဲ့အချိန်မှာဝါစကြာဂါထာကို49កောက်ရွတ်ရပါမယ်အဲ့ဒီနှစ်ချိန်လေးကို49ရက်တိတိရှုပ်ပြရပါမယ်အဲ့ဒါဆိုလို့ရှိရင်အဋ္ဌံတစ်ခုအောင်ပါတယ်မိမိရဲ့ပါရမီရှိသလောက်ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုစုစိုက်မှုရှိသလောက်အဋ္ဌံတွေစုတောင်းပြီးပြည့်ပါတယ်အဲ့တော့ဘယ်လိုလုပ်ကြမလဲဝါစကြာဂါထာကိုပူဇော်ခံရတဲ့အခါမှာနံပါတ်1ဘုရားရှိခိုးမယ်ငါးပါးသီလခံယူမယ်ပြီးသွားရင်ဘုရားကိုစီမီပန်းရည်ချမ်းကတ်လူပူဇော်မယ်ခင်မုန်းကြီး10ပါးကိုအကျွေးချေတာကံကျွေးချေမယ်ပြီးဆိုတော့မှဝါစကြာဂါထာဖြစ်တဲ့ဝရဘုဒ္ဓဝရဓမ္မောဝရသံဃောဝရိတရောဝရစေတောဝရံဒေတုဝရေဟိမေဝရံစိတ်ထဲမှာတစ်ခါနဲ့တည့်ပြီးတော့တိတိကျကျနဲ့အာယုံယူပြီးတော့49ခေါက်ပူဇော်ရပါမယ်အဲ့ဒါကတော့မနေ့နေထွက်တဲ့တစ်ချိန်ညဘက်လာထွက်တဲ့တစ်ချိန်ကိုတရက်မှာ2ချိန်ဝင်ပေးရပါမယ်အဲ့လိုဝင်ပေးမယ်ဆိုလို့ရှိရင်49ရက်ပြည့်တဲ့အခါမိမိမျှော်လင့်ထားတဲ့ရွယ်ချက်ပန်းတိုင်ဆူတောင်းနေရပြည့်လာပါလိမ့်မယ်ကံအကြောင်းတရားအားနေလို့ရှိရင်တစ်ခါနဲ့မရပါဘူး2ခါ3ခါဇွဲရှိနဲ့ကြိုးစားအားထုတ်မယ်ဆိုလို့ရှိရင်ဒီလိုရှိတဲ့ပန်းတိုင်ကိုတကယ်ကိုရမှာဖြစ်ပါတယ်ဒီနည်းစနစ်ကလေးဟာအင်မတန်မှလည်းထူးခြားပါတယ်လုပ်ကြည့်ဖို့လည်းတိုက်တွန်းပါတယ်အားလုံးကိုဝင်းညာပေးခြင်းဖြစ်ပါတယ်ဆရာရဲ့ VIP member group လေးကိုဖွဲ့ထားပါတယ်အသေးစိတ်သိရှိလိုပါက message အောက်မှာလာပြီးတော့စုံစမ်းမြင်မြန်လို့လည်းရပါတယ်အားလုံးကိုမေတ္တာပို့ပေးပါတယ်ဒါကတည်းကကျမ်းမာချမ်းသာကြပါစေ